မင်းကိုလည်းတော်တော်အားနာနေပြီဦးရရဲ့တလူတို့ကထိုင်ဆောင်နဲ့မျက်နှာငယ်လေးနဲ့ပညာတစ်ခါရဖို့ပညာတစ်ခါဆရာကြီးကယူသွားဖို့မျက်နှာငယ်လေးထိုင်ဆောင်အချိန်လေးကိုပြီးတော့ပြောင်းမင်းဆရာမင်းဖုံးဆက်အောင်ဆရာရှိမှတစ်ခါလဲဆက် तू ကတကယ်ခွင့်ပြုတာလားတကယ်ခွင့်ပြုရဆိုရင်ပေးမယ်နော်ငါညရတဲ့ညလုံးစဉ်းစားရတယ်ငါဒီကောင်လေးတော်တော်တနာနေပြီလို့ဟုတ်တနာတိုင်းလဲငါမင်းကိုပညာပေးလိုက်လို့ရတယ်မရဘူးမဟုတ်ဘူးဟိုငါတို့ကလည်းဒီပညာကြီးကငါပေးမှမင်းရမှာမျိုးမဟုတ်ဘူးကွာသိလားဟိုဘယ်ဆရာရှိယူရတယ်ကွာဒီခေတ်ကြီးမှာဆရာတိတ်ပေါ်တယ်လိုင်းပေါ်မှာလည်းဆရာတွေအများကြီးမင်းရွှေကျော်တို့ရိုက်လိုက်တစ်တော်မှာတက်လာလိမ့်မယ်ဆရာတွေအများကြီးမဆရာကြီးဆရာငယ်ဆရာတစ်သေးလေးဆရာဟိုဘူးစုခရုလေးအစရှိတယ်ဟိုဗာလဲရှိပါသေးတယ်ဆိုင်ရာတွေချုပ်ထားနှလုံးသားထဲမှာချုပ်ထားဆိုတာပါသေးလားခေါင်းလေးတယောက်ဆရာငယ်ဆရာပေါက်စာလေးတယောက်ဘာလဲဟာလို့ငါတို့ရှင်ကျော်ကလည်းတော်တော် trend ဖြစ်နေပြီပဲလို့နော်အဲ့တော့ဟိုမျိုးလည်းအားနာပါတယ်ဒါပေမဲ့ဆရာတို့ကလည်းဟိုတပည့်ကိုရှိလာပြီးခိုလုံတဲ့လူတယောက်ကိုမှတော်တော်စဉ်းစားရတယ်ကွာတော်တော်စဉ်းစားတော်တော်လေးစီစစ်ကြရတယ်ဟိုအဲ့လိုမစဉ်းစားကြလို့မစီစစ်ကြလို့တပည့်ရရေးမွေးကြလို့တပည့်တွေကိုပြောင်းမင်းတို့လောက်တာကောင်းတယ်ငါ့ကိုမင်းတို့ပတ်စံကြောနေသည်များကာလာပဲလက်လာပါတွေငါ့ကိုကြောနေသည်များကာလာပဲလို့မတိစိတ်မှာအဲ့ဒါကိုလက်ခံပြီးတော့မင်းတို့လှုပ်ချင်ရလှုပ်ကြဆိုပြီးတော့လွတ်တာထားမယ်ဆိုရင်အဲ့လိုမျိုးရွှင်ကျော်ဆရာတွေကလိုင်းပေါ်မှာမင်းတနေ့ကိုနဲလာမှာမဟုတ်တော့ဘူးအများကြီးဖြစ်လာမှာအဲ့တော့အဲ့ဒီလိုမျိုးကလေးတွေကိုမထိန်သိမ်းရတဲ့အတိုင်းအတာတစ်ခုမှာသူတို့မှအမှားသူတို့မမာဘူးဘသူတွေမှာလိုအပ်ချက်ရှိလဲဆိုတော့ခေါင်းဆောင်တွေမှာလိုအပ်ချက်ရှိတယ်ခေါင်းဆောင်တွေကကွာတပည့်တွေမင်းတို့လှုပ်ချင်တာလှုပ်ဆိုပြီးတော့ဟိုပါဇက်ကတော့မဆုံးမဘူးလားဆိုတော့ဆုံးမပါတယ်ဒါပေမဲ့လွတ်ထားတာများတယ်ကွာဟိုဆရာတပည့်တွေကဆရာလွတ်ထားတာများတယ်အလုံးမင်းတို့အုံတော်လေးနဲ့မင်းတို့လှုပ်ဆရာကြတော့သူတို့မျက်စိထောက်ကြည့်နေတာအေးအောင်မင်းတို့ချောင်းတော်မလုံးနဲ့နော်ရွှေကျော်ဆရာအဲ့ဒါနဲ့မင်းနဲ့မဆိုင်ဘူးမင်းအဲ့ဒါမတင်နဲ့မင်းအဲ့လိုအတန်နဲ့မတင်နဲ့အဲ့ရုပ်အဲ့မျက်နှာဘေးနဲ့လည်းမပြောနဲ့မင်းဘလို့ပြောနေရမင်းထက်ကြီးတဲ့ဆရာကြီးရှိတယ်ဆရာကြီးတွေရှိတယ်လိုင်းမသုံးမိမယ်သူတို့တွေတို့ကတော့ဖရားတရားလုံးမယ်ဂိုင်းလို့လုံးမယ်လုံနေပြီးတော့မင်းတို့ငါတို့သုံးနေတာကိုထိုင်ကြည့်နေတဲ့ဆရာကြီးရှိတယ်ဟုတ်တယ်ဟုတ်အခုရွှေကျော်တချို့ရွာတွေနေရာတွေမှာဆိုရွှေကျော်လို့မင်းမပြောရဲဘူးရှက်လို့သိလားအဲ့ဒါတွေဟာမင်းရွှေကျော်လို့ပြောရင်ဟိုတုန်းကဂုံယူစရာနော်ရွှေကျော်လို့ကြားလိုက်ရင်ကိုလူတွေကမင်းအလိုလိုကြီးညိုတာအခုရွှေကျော်လို့ပြောရင်ဒုံးနဲ့ထွက်မရရင်ကံကောအဲ့မင်းတို့ရွှေကျော်ဟိုဟာရင်မလားဟိုကိစ္စလေးဒီကိစ္စလေးနဲ့ဆိုတော့ဟာအဲ့ဒါလေမဟုတ်ဘူးလေဆရာကျွန်တော်တို့နဲ့အဲ့ဒါနဲ့မဆိုင်ဘူးလေအဲ့ဒါသူတို့ဖြစ်တဲ့ကိစ္စအဲ့ဒါတခြားရွှေရင်ကျော်တွေကျွန်တော်တို့ကတခြားရွှေရင်ကျော်မင်းတို့ရှုံနေရပဲကွာဆိုတော့ဟိုရွှေရင်ကျော်လို့ပြောရမှာကဟိုတော်တော်လေးကိုဟိုဆရာတို့မှလည်းဟိုမလုံခဲနဲ့ကွာရှက်တယ်ကွာရှင်းပြောရရင်ဟိုဒါပေမဲ့ကိုလည်းဒါမျိုးတွေမဖြစ်အောင်ဆင်ခြင်မယ်ကိုတပည့်တွေကိုလည်းမှားမယ်နောက်မင်းတို့လိုင်းမော်ကိုမချီးပေါက်တာလည်းမတင်နဲ့ရှူးပေါက်တာလည်းမတင်နဲ့ထမင်းစားတာလည်းမတင်နဲ့မင်းတို့ဟိုဘိုးသူရရမယ့်ဟာလေးတွေသဘောတခုဟိုရွှေကြော်ခိုင်းဆရာတွေဟိုမှတ်မယ်ဟာလေးတွေဟိုလိုက်လံပြီးတော့အတူယူရမယ့်ဟာလေးတွေဒါမျိုးလေးတို့တတိအကြီးစွာထားပြီးတော့တင်ပါနော်အဲ့လိုမျိုးအဖွဲတစ်ခုကိုလူတိုင်းကထူထောင်လာမယ်ဆိုရင်အခုနလိုမျိုးလိုင်းပေါ်မှာအလေးလွင့်ဖြစ်နေတဲ့ဆရာမငယ်တွေဒါတွေကိုနဲပါလာအောင်ရှော့လာကြမှာအဓိကအဲ့ဒါကိုနဲပါစေချင်တာအဲ့တော့မင်းဟိုကမလုံးနဲ့ငါအရင်တော့ပြောသလိုမျိုးပေါ့ကွာရွှေကျော်ဆရာတွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ငါတို့ကလိုက်ပြောနောက်တော့ငါတို့ပဲအမုန်းခံရတာငါတို့ကြည့်လိုက်ဒီကောင်းလေးလိုင်းပေါ်မှာဟိုလူကိုရှောက်ပြောဒီလူကိုရှောက်ပြောနေတော့ငါတို့ကမသိလို့ရှိရင်ဟိုလူတကာအမုန်းပတ်ခံနေရတယ်မဟုတ်ငါတို့ရဲ့မသိစိတ်မှာကငါတို့ရဲ့နှလုံးအိမ်ထဲမှာငါတို့ချစ်တဲ့ဂိုင်းတော်ယူသူများတွေဟိုမျက်စောင်းတော်ထိုးကြည့်မကြိုက်ဘူးကွာဟိုကိုနိုင်ကလည်းအတက်နိုင်ဆုံးဆင်းချင်းတယ်အပြင်သွားရင်အင်ကြီးဖြူလေးဝတ်တယ်ပစိုးလေးဝတ်တယ်အရင်တော့လူငယ်လိုဘောင်းမီတွေပိုင်းနဲ့မနေဘူးဟိုတက်ရဲလေးပေါ့နော်ဟိုသူတို့မျိုးလုံးနဲ့အေးဝအောင်လို့ဂိုင်းဆရာငယ်လေးတွေနေပုံထိုင်ပုံလေးတက်ရက်တယ်တီးကြီးတယ်တက်ရဲလေးနေကြတယ်စကားပြောရင်တင်မွေးလေးပြောတယ်လူမျိုးစုံမကောင်းဘူးလားဟိုဒါလေးတွေဟိုဖြစ်ရမှာလေငါစတိုင်မင်ဘာညာနဲ့ဟိုစိုက်ပြီးမယ်လိုင်းပေါ်မှာဟိုမင်းသားလိုဟိုမင်းသမီးလိုဟိုတိုင်းဆရာလိုဂိုင်းဆရာလိုတွားလို့မရဘူးလေအများကိုတွားပြီးတော့မျက်စိနှောက်အောင်တွားလို့မရဘူးဟိုလိုင်းပေါ်မှာအဆုံရှိရလူကြီးလူရွက်အာနာပိုင်ဖွဲ့စည်းတွေဟာလားအကြီးအကဲတွေအများကြီးတစ်ချက်လေးအမြင်ကတ်သွားလို့တို့လိုက်ရင်ဘာဖြစ်သွားမလဲထင်လဲမင်းတို့ငါတို့အကုန်ပြေးရမှာရွှေကျော်ဆရာတွေတယောက်မင်းမွေမင်းတယောက်တည်းပြေးရမှာမဟုတ်ငါပါပြေးရမှာအဲ့ဒါခင်းဆက်မှာရှိတယ်နော်ဒါမျိုးတွေကိုဖြစ်မလာရင်ကောင်းတယ်ဖြစ်လာခဲ့ရင်မင်း
ဟိုဖျားတဲ့နေတဲ့ဆရာကြီးပါပြေးအဖျားကြီးထားရခဲ့ ဟမ်ဘောပြင်ကားနေဟိုလေဒီအားလေသူများမရကြာဘူးလားလို့တပည့်မရကြာဘူးလားဘူးရင်ဆိုင်တိုင်းလိုင်းမှာတင်နေကြရှိနေအဲ့လိုမျိုးကြီးကိုယ်လေးကြည့်နေတော့မကောင်းပါဘူး မဟုတ်လေအဲ့ဒါလည်းပြောမယ်ဆိုလို့ရှိရင်ဟိုဒီကာယကံရှင်တွေပဲတိကြမှာပဲလေဟိုဒီကာယကံရှင်တွေဒါတိဆုံးဖြစ်တဲ့ကိစ္စမို့လို့ဘေးကလည်းဝေဖန်လို့မကောင်းဟိုဖြစ်စေချင်တာကတော့ဟိုဘယ်သူမှဒါတွေကိုမပြောလာရင်ကိုကောင်းနေပဲ သူကလိုင်းဘောကြီးအဲ့လိုမျိုးချကြတာကိုယ်လေးပဲရှက်တာပေါ့ အေးပေါ့ဟိုဒါကတော့လေသူဖြစ်ရမယ့်အချိန်လေးရောက်လာလို့ပဲသဘောထားလိုက်ပါ လမ်းမှာလည်းအခုဆရာတယောက်နဲ့လည်းကြီးမလား လည်းတွေ့ပါတယ်ဟိုအဲ့ဒါတွေသူများเจ้าနေရမှာပြောပါနဲ့ ဟုတ်ပါဘူးလမ်းမှာ ဟိုစကားအပြစ်ကင်းအောင်ပြောလိုက်မပြောတာကောင်းတယ် လမ်းမှာတွေ့နေရတာအများကြီး ဟိုဆရာပြောတာအချုပ်မပြောတာကောင်းတယ်အဲ့ဒါတွေကမဟုတ်ဖက်ပြဿနာရှာနေပြီ ဘုံသားလေးပြောပြတာလမ်းမှာတွေ့ရတာ အေးပါမှန်ပါတယ်ဆရာလည်းသိပါတယ်ဒါပေမဲ့ခုနပြောသလိုဆရာပြောသလိုဒီအောက်ကအငယ်တွေကိုလိုက်ပြီးတော့ဟိုပြောနေမှာတော့မရဘူးဒီအပေါ်ကဆရာတွေအကုန်လုံးကသူ့ဖွဲ့လေးနဲ့သူ့ဖွဲ့လေးနဲ့သူတပုံဒီလိုက်ပေါ့အဲ့ပုံတဲ့ဖွဲ့လေးတို့အကုန်လုံးစုလည်းဖြစ်သွားအောင်ဘာလို့ရမလဲဆိုတော့ကလေးတွေကိုထင်းရနောက်တက်လာတဲ့မျိုးဆက်တွေကိုဆုံးမဒါကြီးတမီးတို့ရေဒါလေးတွေမတင်နဲ့တို့ခိုင်းတော့အဆက်တကွက်ကျိုးနဲ့ဖြစ်တတ်တယ်ဒါလေးတွေတော့မတင်နဲ့သူများအထင်မြင်သေးမယ်တို့ရွှင်ကြော်တွေပြောခံရမယ်တို့ရွှင်ကြော်ခိုင်းကကောင်းပြီးသားငါသားသမီးတွေမင်းတို့တွေလက်ထဲမှာဒီပညာကိုရထားပြီးတော့ပယောက်ကကူမှဆိုလဲကူဟာလားပညာပေးမှဆိုလဲပြပြသားသားပေးလိုက်ဟာလားစေးကူမှလားပြပြသားသားကူလိုက်ဟာလားရိုက်မယ်နှက်မယ်မတော်ကားလို့6ရိုက်ရမယ်အမှလူဘူးလည်းဖြစ်မယ်ပယောက်ကပူးတာလည်းဖြစ်မယ်အဲ့ဒါမျိုးတွေကိုရုပ်ပြက်စင်းပြက်မတင်မိအောင်တားတို့ကျွန်းကြီးတို့စူးစမ်းကြဥမာရွှင်ကျော်တချင်းလေးတွေနဲ့ဥမာကူတာတာလေးတွေညှိုးထောင်တာလေးတွေဥမာခြေထောက်ဆင်းပြီးတော့မီးဆက်ပေါက်တာလေးတွေရေမန်းတိုက်တာမျိုးလေးဒီလောက်ထိပြင်ရတယ်ဟုတ်အရန်ကြီးတော့နာမည်မကြီးဘူးပေါ့ကွယ်ဘာလို့ဆိုတော့ तू ကလူအရန်စိတ်ဝင်စားတော့ဘူးအဲ့တော့လူအရန်စိတ်ဝင်စားပြီးအပြောခံနေရမယ်နာမည်ကြီးမျိုးမျိုးယူမလားအေးချမ်းလေးနဲ့ကိုဘွားမှန်မှန်လေးနဲ့တွားပြီးတော့ကိုရလာတဲ့နာမည်လေးကိုကိုကဟောလားဟိုယူမလားဒါကိုလက်ထဲမှာပဲရှိတယ်အဲ့ဒါကိုဆရာသမားကြီးကပြောပြငါသားသမီးတွေဒီလိုရှိရနော်ခေါင်းဆောင်ဆရာတွေကအခုကလည်းခတ်တာဟိုဘလို့တွေစုပ်တော်တွေကြဘလို့တွေတပည့်တွေမွေးဟိုဘာတွေမှမသိဘူးဟိုအနည်းဆုံးတော့အောက်အင်းနေကြပါအောင်2နှစ်3နှစ်လောက်တော့ပြီးမှစုပ်တော်လေးချရင်ချဆေးတော်လေးချရင်ချအရေးချင်းရှိနေတော့အရန်စောလွန်အားကြီးွားလို့ရှင်ဟိုခုနပြောသလိုမျိုးပေါ့နော်အုံနောက်ကမလိုက်မမီတဲ့ကိစ္စတွေအများကြီးကိုငါထင်တာငါရှော့လို့ကြတာများတယ်ဆမတွေရှောက်ဆွဲပြီးတင်တယ်လိုက်မို့ဆမတွေဟိုလိုက်ချပြတယ်နော်ဟိုသူ့ဆရာလည်းမတင်တဲ့ဆမတွေသူ့ဆရာလည်းမပြတဲ့ဆမတွေဘဲဂျောင်ကလောင်တွေကရောက်လာတဲ့ဆမတွေမှန်းပြီးတို့ရွှင်ကျော်မှာရှိတဲ့ဆမ6ခွန်းတွေကတခွင်းမှလည်းမပါဘူးဟောဒါမျိုးတွေလုံးနေကြတဲ့ဆရာကြီးလည်းအများကြီးထွက်လာတယ်အစုံပဲတောင်းကြတယ်ပို့ရင်ပြောတာဆရာစီမသွားပြတော့လိုင်းပေါ်နေပဲပြင်းနေတွေ့အေးပေါ့ကိုမတိရဟာလေးပြင်မှာမှတ်တင်တာလေးမှယူတင်တာလေးယူအဲ့လိုမျိုးတွေလုပ်တော့မားတဲ့ဟာလည်းပါပါမှန်တဲ့ဟာလည်းပါပါဘူးဒီကမတိတော့ဆရာနဲ့လည်းဘူးလို့ဆရာလည်းသိပြီးတော့တင်ကြမှုပြီးတော့မတိတော့လည်းအဲ့လိုပါလို့မှားတာလည်းပါအေးပေါ့ဟိုပြက်အစင်ပြင်ခဏပေါ့ဟိုမတိလို့မှားတာပြင်လို့ရတယ်လေအဓိကတော့အဲ့အမားကြီးကိုဟိအောင်မှန်တယ်လို့ဆရာလို့သူကမပြောမိဘူးပဲအဲ့ဒါဆိုရင်ဒီကလေးတွေကိုစိတ်ခတ်တာပဲဟိုသူတို့ကတော့ကွာဟိုအစင်ပြေသွားတာပေါ့တပည့်တွေတပိတာဝကားရင်းနဲ့အုံတိုင်းနာမည်ကြီးနေလာပါရရမယ်လူတွေကလည်းအထင်ကြီးမယ်လာမယ်တွေးပေးမယ်ဆရာတွေကြော့မယ်ငါတို့လည်းအဲ့ဘွားတွေငါတို့လည်းရင်တော့ငါတို့လည်းရခဲ့ဘူးတဲ့ဒါပေမဲ့အဲ့ဘွားကိုကြာလာတော့ရှက်လာအစစ်မှန်ပေးမယ်ကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ပယောဂကုမယ်ရှိရင်ရှိတယ်မရှိဘူးကြိုက်ရင်ကုမကြိုက်ရင်မကုနဲ့ဟိုခမများတို့ဟိုဝင်ပူးမှဝင်ကတ်မှနော်မလုံအပ်ဘူးဆိုရင်မလုံဘူးလုံအပ်ရင်လုံမယ်အဲ့ဒါကိုခမများဆရာလာမလုံနဲ့ခမများကျွန်တော်ရှိပယောဂလာကုရင်ပယောဂရှိမရှိကျွန်တော်ယုံကြည်လာခဲ့မယုံရင်မလာနဲ့ဟုတ်တယ်မလားဟိုကုတဲ့ရရှိကကုလိုက်ဘာမှဟိုထိတ်နာတွေဟိတ်နာတွေနဲ့ဟို forfeit အနေနဲ့လုံမနေနဲ့ဟိုမပူးကျင်တဲ့လူနာကိုလည်းပူးကျင်လာအောင်စကားကိုအရှိမပလင်မခံတာနဲ့အမတိုက်ကလာလားမသိဘူးအမဘသူနဲ့ပတ်သက်ရှိတာဟိုဘယ်နဲ့ကြီးကစောက်ရှောက်နေတာဆိုပြီးတော့သူ့ကိုအမှလမိုင်းမကတ်အောင်ထိုင်ပြောပြီးတော့မှဒိုင်းဆိုလက်ညှိုးလဲထိုးပြီးခေါ်လိုက်ဟောဝင်ချလာအောင်ပြောမယ်ဆိုရင်ဆရာတွေမှာလည်းလောက်ွက်တွေရှိတယ်အများကြီးဟိုပြောရင်မကောင်းလို့အဲ့ဒါတွေကသားဆရာကျတော့တမားကူကုန်ပူပြီးတော့ဟိုဒီတိုင်းဆက်ဆွဲဆက်ပြတ်တာများသားဆရာကြီးဟိုတမယိုးကြကူတာကောင်းတယ်နောက်လေတီးနိုင်တော့
ခွဲပြီးဘူးနေကိုဝဲကြီးကပြောင်းလဲပြီးရှားကြီးမှာကိုဝဲကြီးနဲ့သွားပညာရေးတွေအဲ့ဒီမျိုးတွေတော့ဆရာဆက်ဆွဲဆက်ပြတ်နဲ့တော့သွားတာများတယ်ဘူးကကန်တာလည်းဆရာအဲ့လို အေးပါခုနကဆရာပြောသလိုပဲကိုဆရာသမားရှိတော့ကို အဲ့လိုဆရာက9လတစ်ချိန်လောက်တော့6လတစ်ချိန်လောက်တော့သွားပေါ့ လဲပြီးပြောရမှာတနာလို့မလို့လည်းမလို့ရလို့ကပြောပဲလားဆရာဆွဲတောင်းလို့လည်းတော့ မင်းဆရာအားငယ်နေမှာပဲငါသိပါတယ် ဒါလည်းတွေးမိပါတယ် သူ့နေရာမှာငါဆိုရင်လည်းဒါဘယ်သူပဲဖြစ်ဖြစ်ကွာဟိုအမှန်ဆရာအမှန်တရားစကားတစ်ခုပြောပြမယ်ခေါင်းဆောင်ဆရာတွေပဲဖြစ်ဖြစ်ဟလာဟိုမိဘအရင်တွေပဲဖြစ်ဖြစ်သူတို့သားသမီးလို့သဘောထားရတဲ့လူ9ယောက်ရှိတယ်နော်9ယောက်လုံးသူသဘောကျချင်မှကြလိမ့်မယ်အဲ့ဒီ9ယောက်ထဲကတစ်ယောက်လောက်ကတခြားအဖွဲ့တခြားမိဘရင်ခွင်ကိုသွားမယ်လို့ဟိုအဲ့ဆရာကိုပြောလိုက်ကြည့်ဟိုပျော်နေတဲ့ဆရာဆိုတာထက်ဝင်းနေသွားမဲ့ဆရာတွေကြီးပဲဟုတ်တယ်မလားဟို तू ဘယ်လောက်သူ့ရှင်ထဲမှာခံစားနေရမလဲဟုတ်လားဟိုအဲ့ဒီကိုချင်းစာစိတ်ကအခုချိန်မသိဘူးကွာဟိုမင်းတို့ငါတို့ဟိုမင်းတနေ့ဆရာကြီးဖြစ်လာလို့စုပ်ကျုပ်ကိုင်းဟာလားတပည့်မွေးလာလို့ဘောဟာမျိုးရောက်လာရင်မကောင်းကောင်းအဲ့ခံစားချက်ကိုနားလဲသွားပြီအခုချိန်မှာတော့တီးအောင်တီးလိမ့်မယ်ကွာဒါပေမဲ့မင်းတီးတာလောက်နဲ့နေတသားတည်းမကြနိုင်ဟိုကိုယ်တိုင်တပည့်မွေးကိုယ်တိုင်ဆရာကြီးဖြစ်တပည့်လေးတွေရမွေးထားပြီးတော့အဲ့တပည့်လေးကတယောက်ထွက်သွားလို့ရှိရင်အမှမင်းရင်ဘက်ကိုလေလှန်နဲ့စောင့်ထိုးဓာတ်နဲ့စောင့်ထိုးအဲ့လောက်နာမှာမဟုတ်သေးဘူးအဲ့ထက်နာတယ်ကွာတွေးမကြပဲနဲ့နာတဲ့အနာမျိုးနာကျင်မှုမျိုးတွေ ဒါလည်းသားဆရာပေါ်မှာအဲ့လိုခံစားချက်တော့ရှိပါတယ်ဒါပေမဲ့ဆွမ်းနာလို့အချိန်တွေးနေတာစီကိုတွေးရတော့အဲ့လိုမျိုးကြားရတာဒါလည်း အေးပေါ့ ပြောရင်ကောင်းတာလို့စဉ်းစားမိ အားကြောင့်မလို့ဆရာကမင်းကိုဟိုတပည့်ဖြစ်နေခဏတာဟိုဆရာဘက်ကတော့အတွေးတစ်ခုနဲ့မင်းကိုဆက်ပြီးတော့ထိန်းချောင်းပေးထားမယ်ဆရာကတော့မင်းကတော့မင်းဆရာရှိကို9လတစ်ချိန်6လတစ်ချိန်တနေ့ကို3 4 5ချိန်လောက်တော့ရအောင်သွားပါလို့ပြောချင်တယ်ဟိုကွာဥမာဆရာတင်တဲ့ကုတုံးတွေကုကွက်တွေဟာလားဟိုဂိုင်းစင်ချောင်းတွေဟိုဒါလေးတွေကတော့ကိုယ့်အုံနှောင်းလေးနဲ့ကိုတချို့အခန်းလေးတွေမှာပဲထားလိုက်ဆရာနဲ့တွေ့လို့ရှိရင်ဆရာနဲ့တွေ့အတိုင်းတာပဲပြောဘာလို့ဒီဆာမအကြောင်းတွေကိုကျွန်တော်တို့ဆရာဟိတ်တယ်လင်းကဒီလိုသင်ပါတယ်ကုတုံးကတော့ဒီလိုပြပါတယ်ဆရာဟုတ်လားဆိုရင်မင်းဆရာသုံးတဲ့မူနဲ့တာမဟိုဘယ်လိုပြောမလဲတစ်ထပ်တည်းမကြရင်ဟိုအမှန်နဲ့ဒီဟာမှားတယ်ဆိုမင်းကြားရဲဖြစ်သွားပြီအားလုံးကတော့ကိုညံရှိသလိုသွားနေကြတာပဲအဲ့မှာကအကာရောမဖြစ်ဖို့လိုတယ်တစ်ဖက်ဆောင်နဲ့အစွန်းမရောက်ဖို့လိုတယ်ဒီကုတုံးကုကွက်တွေတော့ဆာမအကုန်တူတူပဲအဲ့လိုလေးတော့ရှိတယ်ဒီကတော့ပညာကျောင်းနေတဲ့ပတ်နဲ့ဟိုဆက်ဆက်မှုရှိလို့တော့တော်တော်တော့တိတ်ပြီးတော့ဆရာသမားကိုဟိုအဖြေမတိုက်ကြည့်နေပေါ့နော်ဒါတွေကနည်းနည်းလွဲဟာမှုတွေရှိတယ် ဟိုဒီပဲအကြောင်းဟိုဘက်ကိုပဲအကြောင်း အေးပေါ့ဒါလေးကတော့ပိုကောင်းတာပေါ့အဓိကတော့ကိုယ့်ရဲ့ဆရာသမားကိုကိုယ့်ရဲ့မိဘတစ်ဖွဲ့ဟိုတော့ဒါမင်းဆရာပညာစပေးခဲ့တာဟုတ်ဆရာပေးတယ်မှာပေါ့လားအေးပါအဲ့လိုဆိုတော့လေဆရာနဲ့နည်းနည်းလေးဆက်သွားကြည့်ပေါ့ပြီးတော့မှကိုယ့်အကိုတမျိုးတည်းစဉ်းစားပေါ့ အဲ့ဒါပထမအဲ့ဆရာတားရှိမှာဘိုင်းရဲ့စကူနဲ့စော့တဲ့ညကိုစီးတော့ထည့်ပြီးတာ3နေရတယ် အဲ့ဒါကြတော့ဆရာပြောပြမယ် ပေးတယ်တော့လည်းပေးရတယ် အဲ့ဒါကြတော့ဆရာပြောပြမယ်ဆိုတာကဆရာကမင်းရဲ့ပညာရည်ရှိအောင်ပြန်ဆန်းစစ်ကြအောင်မင်းဘယ်လောက်ထိမင်းမှာအတိရှိလဲမင်းလေးလာမှုဘယ်လောက်ရှိလဲမင်းပညာအဆင့်တွေအကြောင်းဘယ်လိုမင်းသဘောပေါက်ထားလဲဟိုပညာစမတွေအကြောင်းမင်းဘယ်လိုသဘောပေါက်ထားလဲအဲ့ဒါလေးတွေကိုမင်းတို့တစ်ချက်ပြန်ပြီးတော့ဟိုဆရာပြန် try ကြည့်ရအောင်ပြန်လေးလာကြည့်ပြီးလို့ဟုတ်ပြီမင်းဒါလေးတွေမင်းဟုတ်တယ်မှန်တယ်အများသုံးတဲ့မူနဲ့မင်းဆက်ဆက်မှုရှိတဲ့နီးစပ်မှုရှိတဲ့မူကိုမင်းသုံးတယ်ဆိုလို့ရှိရင်ဆရာကလည်းစိတ်တိုင်းကြတယ်စိတ်ဖြစ်တယ်ဆိုရင်မင်းပေးသုံးမယ်အခုချိန်ကစပြီးတော့မင်းကဆရာဘက်မှာလူသစ်ပဲဟုတ်အဲ့သဘောမျိုးပြန်သွားရမှာဒါဆရာပေးတဲ့ဟာရှိရရင်ဘာမှမလုပ်ဒီတိုင်းပဲလူလေးနဲ့ထည့်ပြီးသိနေတာဘင်းချစီနည်းနည်းလေးဘိုင်းရဲ့စကူနဲ့စော့ပြီးစီးတော့ထည့်ပြီးတာလူလေးနဲ့ထည့်ပြီးအဲ့ဒါကြီးလက်ခံနေဆိုတော့ရပါတယ်မင်းကဆရာဘက်မှာလူသစ်ပဲအစကနေစာလုံးကနေပြန်စားရမှာအဲ့ကြောင့်မလို့ချို့တွေကိုဟိုဖွဲ့မပြောင်းနဲ့ဒီဖွဲ့မပြောင်းနဲ့ဟိုလျှောက်ပြောင်းဒီလျှောက်ပြောင်းမလုပ်နဲ့ကိုဆရာနဲ့ကောင်းကောင်းဆိုတက်နိုင်ဆုံးနေကြမဟုတ်ဘူးဆရာကလည်းလူမျိုးရေးအကြီးကျယ်ဖောက်ပြန်နေပြီနော်ဟိုလောင်းခါသားကြက်တိုက်ဖဲရိုက်ဟိုဂိုင်းနဲ့မလျော်ညီတာတွေလုံနေပြီဆိုရင်အဲ့လိုလူတွေအဖွဲပြောင်းတာကိုတော့အပြစ်ပြောလို့မရဘူးဆရာကလုံးဝကိုပျက်စီးနေတာလေအဲ့လိုလူမျိုးတွေပြောင်းလာတယ်ဆိုရင်တော့ဆရာအနေနဲ့များလက်ခံပြီးတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆရာနဲ့တမန်ကာရှန်ကစိတ်ဆိုးစိတ်ကောက်လောက်ယုံနေတော့ no မလားနဲ့ ဟုတ်တောင်းလို့ဆရာနေတော့ဘာမှပြောတာမရှိဘူးအကုန်အသိဘူးဒါပေမဲ့တန်းတဲ့တော့လည်းဖြည့်ပြီးပြီးသွားတယ်
ရတယ်တစ်ဖက်တစ်လမ်းကြီးအခုအဲ့ဒီပြဿနာလေးဖြစ်ပြီးတော့အကုန်လုံးအဲ့လိုတားတယောက်ပဲကျန်လာတယ်အေးပေါ့အဲ့ဒါလည်းစဉ်းစားလို့စဉ်းစားပြီးလိုက်ငါမင်းနေကကိုချင်းစာပြီးတော့လဲငါတွေးပေးကြည့်ပါတယ်မင်းဆရာနေကလည်းငါကိုချင်းစာပြီးတွေးပေးကြည့်တယ်ဟိုငါတို့တွေကဂိုင်းဆရာတွေဖြစ်တဲ့ကြောင့်မတွေးပေးလို့မရပါဘူးအဲ့တွေးတွေကတွေးကိုတွေးပေးရမယ်မတွေးပေးမဲနဲ့ငါတို့အစင်ပြေပြီးရောဆိုပြီးလှုပ်လိုက်တဲ့လှုပ်တွေကငါတို့ပါလာထိတာနောက်ပိုင်းညာကိုခန္ဓာရောကာဝယ်ရောတော့တချို့ကြီးပေါက်ကြတယ်လေပေါက်ပြီးတော့ဂိုင်းတော့မလုပ်တဲ့လူတွေကြတော့ကြည့်တယ်မှာနေလို့ရတယ်အားမလေးတာမလိုက်စားတယ်သူတို့ကိုဒုံရောက်နေလို့ရတယ်အေးပေါ့ဟိုတားလေးကြတော့အဲ့လိုမျိုးနဲ့လေးတာလိုက်စားလို့ကြတော့ရှေ့ဆက်ရှောင်းတိုင်းအစင်မပြေပါဘူးအေးပေါ့ဒါမင်းတွေးတာလည်းမမားပါဘူးမင်းတွေးတာလည်းမမားဘူးမင်းဆရာလက်ရှိဖြစ်နေတာလည်းသူ့လည်းမမားဘူးမမားဘူးတားလည်းသိပါတယ်အဲ့ဆွမ်းနာပြောတဲ့အရှိလေးတစ်ချက်လေးပြေးကြပြီလို့ဘုံသားရဲ့ဦးလေးဆိုလေတားလို့နောက်တယောက်တည်းသူကဆေးပေါက်တာလည်း၅ချိန်သူသားရင်နဲ့ပေါက်တာသူကအခုမှ၅ချိန်ပဲရှိတယ်တိတ်ပြီးတော့တိတ်မပေါက်နေဆရာကြီးလည်းမတော်အဲဒီကူကွဲဒီဆိုလေတားခေါ်တယ်မလိုက်ဘူးတိတ်ကြီးကွဲလို့ပူဇော်ပွဲတော့မရောက်ပြတာများပါတယ်အဲဒီမျိုးခေါ်တယ်ဆိုတော့မလိုက်ဘူးအဲသူကကျတော့ကိုလိုလောက်ပဲပေါက်တာဆိုတော့အဲ့ဒီမျိုးဗီဒီယိုရမယ်ဒါတော့ကျတော့ရှေ့ဆက်လျှောက်ပြီးတော့ဘူးလိုမျိုးနေသားကြီးလည်းကယ်ရီနေတော့တယ်အကြီးကအဲ့လိုယူတဲ့ရည်ကြတော့အဲ့လိုအဲ့ဟိုမှာလည်းမျိုးတွေ့ပြီးတော့ရည်ရွယ်ရတော့ဟုတ်တယ်နော်ခုနဆရာပြောသလိုဆရာဟိတဲ့လင်းရှိမှာနေမယ်ဆိုလို့ရှိရင်ဆရာဟိတဲ့လင်းကအရန်ကြာတယ်အရန်ကြီးကြောင်များတယ်ဟိုဘာကြီးကြောင်များလဲဆရာကလေလမ်းလျှောက်လို့ဒုံနေမကြိုက်ဘူးအဲ့လိုမလျှောက်နဲ့တစ်ခါပြောတယ်နှစ်ခါပြောတယ်သုံးခါပြောလို့မှမရလက်သီးလာမှာမဟုတ်ဆရာကလူတယောက်ရဲ့နေထိုင်မှုပုံစံကိုနဲ့အတက်နိုင်ဆုံးနီးအောင်သူ့ကိုတင်ပေးတယ်ကိုလက်ကထွက်ပြီဆိုတာနဲ့အဲ့လူတယောက်ကဘယ်နေရာကိုသွားဘယ်ပတ်ဝန်းကျင်မှာရှင်းတယ်အဲ့ဒီလူကအကုန်လုံးနဲ့တဟဇာတအစင်ပြေမှုကိုက်ညီမှုရှိအောင်ဆရာတင်ပေးလိုက်တာတကယ်တော့ဟိုကောင်းစားစေချင်တာလူတွေကိုဟိုတက်နိုင်သလောက်ပေါ့နော်ကိုမှီသလောက်လေးကိုညံရင်မှီသလောက်လေးဟိုတင်ပေးတာအဲ့လိုမျိုးဟိုအိမ်အောင်လာမယ်ဆရာတော်ကြီးဖះเจ้าဆောင်တွေ့မယ်တခါတည်းဥတိုက်ပြီးရင်ဆရာတော်ကြီးဥတိုက်ပြန်ဟုတ်ပြီလားအလားလဲဒီလိုပဲအထွက်လဲဒီလိုပဲအဲ့ဒီအဟာလေးတွေကိုအမြဲအကျင့်လေးတွေလုပ်ပေးထားတာအစားဟုတ်လဲဒီလိုပဲဆရာတို့ဆရာသားရင်သွားရင်ဖះเจ้าဆောင်ဥတိုက်တယ်ဆရာတော်ကြီးတွေဥတိုက်တယ်ပြီးရင်ကိုယ့်ရဲ့ပညာပေးဆရာဥတိုက်တယ်ပြီးမှပြောတဲ့စကားရှိတော့ဆက်ပြောဒါတွေကအမတန်ကောင်းမွန်တဲ့ရိုးရရင်ကျေးမှုအစင်လာတရက်အနေနဲ့ရောဗုဒ္ဓကိုလည်းဒါအလေးနဲ့ထားတယ်ဆိုတော့အစင်လာတရက်အနေနဲ့ရောဆရာတော်ကြီးတွေကိုဂါရဝအမြဲတမ်းထားတယ်ဆိုအစင်လာတရက်အနေနဲ့ရောအမတန်ကိုကောင်းတဲ့မင်္ဂလာရှိတဲ့လုပ်ရလေးတစ်ခုအဲ့ဒီလိုရတာဒါလုံးပါဒီလိုမျိုးပါဆရာကြီးပဲတော်တာအဲ့ကိုဆရာကြီးပဲတော်တာပြင်းကိုဆရာကြီးကဘောတန်းမှာဘောတန်းကိုတည်ပြီးချပြီးမှအောက်သွားဟိုအားကြောင့်မလို့ဆရာတားရေးမင်းအင်ကြီးဖြူလေးနဲ့နေပါပစိုးလေးကိုတက်တက်ရဲဝတ်ပါဟိုဆရာရဲ့တချို့လူတွေပြောတာကြားဘူးတယ်အပြန်ထွက်တတ်တဲ့စကားလေးပေါ့နော်ဟိုအပြင်မှာအင်ကြီးဝတ်စားတွေကဘလောက်ပဲဖြူဖွေးအောင်ဝတ်စိတ်ထဲမှာညင်နွမ်းနေဆရာရဲ့ဆိုတဲ့ဟာမျိုးလေးတွေကပြန်ပါလာရောဟာမင်းမှန်တာဗောမင်းစကားရမှန်တာဗောဟုတ်တယ်သူစကားလည်းမမားဘူးလေအင်ကြီးလေးရတဲ့အဖြူလေးပစိုးလေးရတဲ့တက်တက်ရဲလေးဝတ်ထားတယ်စိတ်ကလေးကလည်းဖြူနေရောပုံမကောင်းလားကွာလို့ဆိုတော့အဲ့ဒါလည်းကောင်းတာပဲဆရာရဲ့သူငါဘာပြောမှမသိတော့ဒီလိုလေးပါဝတ်စားစင်မှုနဲ့လည်းလူတယောက်ရဲ့ဒီဂုံသိက္ခာကိုဖော်ပြနေတာမျိုးတွေရှိတယ်ဟုတ်လားဝတ်စားစင်မှုကြောင့်လည်းလူတယောက်ကိုဟိုစိတ်ညစ်နှောင်းအောင်လည်းလုပ်လိုက်နိုင်တယ်ဥပမာပေါ့ကွာတို့ရွှေကျော်ဆရာတွေအင်ကိုလာတယ်ဟောပယောဂကုတဲ့လူပဲလာပညာခံယူခြင်းတဲ့လူပဲလာပြီဆိုတဲ့ဟိုကဒီအထက်လန်းဂိုင်းပညာရဲ့ခံယူမဲ့သူတယောက်ကရေပူရဖြစ်တော့ဟုတ်လားဟိုဝတ်စားစင်မှုလေးနဲ့လုံကြုံလေးတော့ဒါဝတ်တင်တာပဲဟုတ်တယ်မလားဟိုဆရာဆိုတာလည်းလူပဲလေကွာပုထုဇဉ်ပဲရှိသေးရဲ့တောတာပန်လည်းမဟုတ်အနာကန်လည်းမဟုတ်တရားကန်လည်းမဟုတ်သေးဘူးဟုတ်တယ်မလားအဲ့တော့လာရောက်တဲ့900သားကြီးအပေါင်းကလည်းပဲဟိုလိုအပ်ချက်လေးရှိတယ်ဟိုဆရာတို့လည်းအစတော့မသိပါဘူးဒါပေမဲ့ဒီအတိကလေးတွေကိုဟိုဒါဟိုပေါ့နော်ဆရာကြီးတို့တော့မဟုတ်ဘူးပြန်လဲပြီးတော့ဟိုထပ်ဆင်လောင်ပြီးသတိပေးတာဟိုအတိပေးတယ်ဆိုလည်းမမှားဘူးပေါ့နော်အဓိကသတိပေးရဆိုတဲ့စကားနည်းနည်းဟိုတစ်ဖက်သောင်းင်းဖြစ်တာပေါ့အတိပေးတယ်ဆိုတဲ့စကားလေးကြတော့ဘာဖြစ်သွားလဲဆိုတော့နားထောင်ကကောင်းသွားတယ်သူများတို့ကလည်းပြောခံရတဲ့လူပေါ်မှာလည်းရင်ထဲအေးတယ်အဲ့လိုစကားနှလုံးစကားလုံးလေးတွေကအစားကိုကရှာဖွေပြီးတော့သုံးဆွဲတတ်ဖို့လိုတယ်ဒါဆိုစကားကိုပြည့်ကင်းအောင်ပြောတာပဲဟုတ်တယ်မလားတစ်ဖက်သားကိုဝေဖန်တော့ပဲပြောတော့မယ်ဆိုရင်လည်းသူ့ရဲ့ personal attach လုပ်တဲ့စကားမျိုးရှောင်ရမင်းကွာမင်းညီမကွာမင်းအကိုကွာဘလို့နေတာကွာဘလို့ထိုင်တာအဲ့မင်းဘလို့ပြောလိုက်ကွာဆိုတာ तू မိသားစုသွားဆွတ်ဖတ်တာပဲဆရာတို့ကြတော့တပည့်လို့ तू ကဆရာကိုလာပြီးတော့သူ့ရဲ့မိသားစုအကြောင်းပြောပြမှအေးသားကြီးမင်းဒါကတော့စဉ်းစားလို့မရအောင်ဒီလိုလေးလုပ်လိုက်
အေးငါညီဒါလေးတော့ဒီလိုလေးတွားရင်ပိုကောင်းအောင်မယ်ဆိုအကြံမဲပေးတာဆရာကြီးမလုပ်ရဘူးဒါကလည်းတပည့်လို့သူကလည်းဆရာလို့သူကိုပြောထားမှမပြောထားလို့ तू ဘာဖြစ်နေလဲမသိရင်လည်းကိုကဘာမှပြောလို့မရဘူးဟိုကြော်လွားပြီးတော့လေဟဲ့အောင်မင်းမိသားစုကတော့ဘလို့ဖြစ်နေလဲမပါဘူးဝင်မဆော့ဖတ်ဘူးဆရာတယောက်မှာရှိတဲ့အရေးချင်းတွေထဲမှာအဲ့ဒါလည်းလိုအပ်တယ်ဆရာဟိုခုနပြောရဲစမားတွေလည်းမတင်သေးဘူးဟိုကကုတုံးတွေလည်းမတင်သေးဘူးနော်ဂိုင်းတော်ရဲ့အစင်ရက်တွေမီယိုဖလာယုံကြည်မှုတွေလည်းမပြောသေးဘူးကိုယ့်ရဲ့နေထိုင်မှုပုံစံလေးကိုရှေးဥစွာပြင်ဆင်ဖို့အရင်တင်တယ်အဲ့ဒါကလည်းတစ်နှစ်ဖြစ်ရင်လည်းဖြစ်မယ်ခုနပြောလို့နှစ်နှစ်ဖြစ်ရင်လည်းဖြစ်မယ်အဲ့ဂျားထဲမှာဟိုသတိရတဲ့အချိန်လေးကတလားဒီစမလေးဆွဲဒီလိုဒီနေရာမှာသုံးရော့မင်းသုံးအဲ့ဒါတန်ပြန်ကွာလို့မပြောမချင်းအဲ့စမမင်းအတွက်မဟုတ်သေးဘူးဆရာတင်မေးတယ်ဟဲ့ငါသားဒီလိုဆွဲအုံလုံးမလို့ဥဒ္ဒရန်တို့မေပန်းနေတန်ကောရော့အဲ့ဒါတန်ပြန်ဒီလိုဆွဲဆိုရင်ပင်းအဲ့ဒါငါတို့အတွက်ကျုံးဝင်တယ်ဆရာတော်ကြီးတွေလည်းတရားဝင်တယ်ဆရာတော်ကြီးတွေကဒီဆရာကအုတ်ချုပ်ကွက်ကဲနေတာဒီဆရာလမ်းမှန်နေတယ်မြတ်ဒီဆရာရဲ့အနောက်ကလိုက်ဆရာတော်ကြီးကအဖဘိုးတော်အေးမင်းကိုပညာလာဆင်းပေးတာလည်းမဟုတ်ဘူးဂိုင်းကျုပ်အဖဘိုးတော်ဟန်မင်းကိုပညာလာဆင်းပေးတာလည်းမဟုတ်ဘူးသို့ပေမဲ့ဒီဆရာတော်ကြီးရဲ့အစစ်ဆက်ထားခဲ့တဲ့ပညာရဲ့ကိုတို့ကဆရာခေါင်းဆောင်ဆရာတင်ကြားပြီးတော့တပည့်တွေကိုပြန်လဲပြီးတော့တင်ကြားပေးတာအဲ့အပိုင်းလေးတွေမှာတပည့်တွေလှုပ်သူတွေကခုနပြောတဲ့ဆရာကောင်းတမားကောင်းနဲ့ထေရဝါဒကောင်းတဲ့ရှေးဥစွာဆရာကြီးတွေကိုရှာဖို့လိုတယ်ဒါကြောင့်ခုနပြောသလိုအသက်ငယ်တချို့ကအသက်ကြီးတယ်အသိဉာဏ်ကြီးမလာဘူးတချို့ကအသက်ငယ်တယ်အသိဉာဏ်ကြီးကြတယ်တချို့ကအသက်လည်းငယ်တယ်အသိဉာဏ်လည်းမရှိကြတာကြီးလည်းရှိတယ်တချို့ကအသက်ကြီးပြီးတော့လည်းအသိဉာဏ်မရှိကြတာကြီးလည်းရှိတယ်ဒါတွေကဆုံးဖြတ်အလွန်ခက်တယ်အဲ့လိုမျိုးလေးတွေဆိုတော့ဟိုဒါဆရာကတော့ဒါပြောမယ်ဆိုလို့ရှိရင်စကားတော်ပြောခဲ့တယ်ဆိုတာကအခုလည်းမှတ်တမ်းတင်နေလို့ဒါပြောနေတာအခုငန်းကြီးလာတယ်ဟိုကပြောပြရတယ်နောက်ထပ်တစ်ယောက်လာရင်နောက်ထပ်တစ်ခါပြောရတယ်အဲ့လိုထိုင်ပြီးပြောနေတာကိုဆရာမအချိန်ကြီးတစ်ခုပေးနေရတာအဲ့ဒီအချိန်မှာဆရာအခုချိန်ရတဲ့ဧည့်သည်နဲ့တော့တွေ့မယ်သဘောတစ်ခုဆရာဒီမှာတတူးဝင်ရေးလဲရေးနေမယ်အဲ့ဆရာတို့အကျိုးရှိတယ်အဲ့ဒီအချိန်တွေကနေမင်းကိုဖဲ့ပေးလိုက်တာဟုတ်လားအဲ့ဒီအချိန်ကလေးတွေကိုမင်းတို့တွေကတန်ဖိုးထားဖို့လိုတယ်ဟိုသဘောပေါက်ဖို့လိုတယ်အဲ့ဒါငါတို့ဆရာကဘလို့တိုက်မျိုးကိုသွားတာလဲဘလို့မျိုးဝါဒမျိုးကိုသွားလဲအဲ့ဒါကြီးသိဖို့လိုတယ်အဲ့တော့ line ပေါ်မှာမြင်နေရတဲ့ဟိုလုံပုံကိုင်မို့ဝါဒတွေနဲ့ကိုယ့်ရဲ့ဆရာသမားဝါဒတွေနဲ့မတူဘူးဒါကိုယ့်ကိုညံနဲ့တွေ့ဆရာတော်ကြီးရဲ့မီယိုဖလာဆရာကြီးတွေရဲ့ဩဝါဒမှားစရန်နေနဲ့ကိုက်ညီမှုရှိမရှိတွေ့ရှိတယ်ဆိုရင်73မရှိဘူးဆိုရင်ဖယ်လိုက်နောက်ပိတ်ဆုံးအဘိုးတော်ဟန်ပြောခဲ့တဲ့ဇာကားတွေမှာတော့မှဆရာတော်ကြီးရဲ့ဩဝါဒမိန်ကုန်းနဲ့ဆိုကြပါလို့ဟိုတို့ဘီတက်ကစာပေမြတ်စွာဘုရားရှင်ရဲ့တရားတွေနိုင်နဲ့တွေးဖယ်နေတယ်ဆိုရင်တော့နောက်ပိတ်ဆုံးဖယ်ရမှာအဘဘိုးတော်ဟန်ကိုစော်ကားတာလည်းမဟုတ်ဘူးဟောဖြစ်တာလည်းမဟုတ်ဘူးဖះစကားကိုနားထောင်နေတယ်ပယ်တဲ့ဟာတွေပယ်ရတော့မှာအဲ့တော့ရှေးဆရာတော်ကြီးရဲ့စကားတော်မှာဒီလိုမျိုးဝါဒတွေတော်မှာတချို့ဟာလေးတွေမှာပယ်ရတယ်ဆိုရင်ဆရာတွေရဲ့ဝါဒဆိုတာပို့ပြီးမမားနိုင်ဘူးလားမှားနိုင်တဲ့ဟာတွေများတယ်နော်ဒါကြောင့်ဆရာရှိကကောင်းတာလေးယူမကောင်းတာလေးကိုပယ်လိုက်ဒါကိုယ့်ရဲ့ကောင်းတာလေးနဲ့ဆရာရှိကကောင်းတာလေးနဲ့ပေါင်းပြီးတော့အကောင်းတွေကိုထပ်ပြီးတော့စူးစမ်းရှာဖွေနေမိမိရဲ့ဘဝကိုအေးချမ်းစွာဂိုင်းတော်ဆရာတယောက်အဖြစ်နဲ့ရက်တည်ရဟုတ်တယ်မလားအဲ့တော့ဂိုင်းဆရာဘွားမှာကအဓိကနာမည်တစ်လုံးပဲအဲ့ဒီနာမည်သေသွားပြီဆိုတော့မင်းမလှုပ်စားနဲ့တော့မရတော့ဘူးပျက်စီးသွားပြီမင်းဘွားတော့ဒုဂိုင်းတော်ကဂုံတိတ်ခါနဲ့ရက်တည်တာဟုတ်အဲ့ဒီဂုံတိတ်ခါမှာညှိုးညွမ်းပျက်စီးသွားမယ်ဆိုရင်အဲ့ဒီလူကပြန်လဲပြီးတော့တိဆောက်ဖို့ဆိုတာမနှက်ခက်ခဲတယ်ဥမင်းငါ့ကိုလာတိုက်တဲ့ဒါလေးကဖန်ကွာလေးပဲထားပါတော့နော်အထဲမှာရေကြီးလဲထည့်လဲရတယ်ရေနောက်ထည့်လဲရတယ်ဒီဖန်ကွာလေးကွဲသွားပြီဆိုရင်အဲ့ဒီဖန်ကွာလေးအကောင်းပြန်ရဖို့လွယ်မလားမလွယ်တော့လူငါတို့မင်းတို့ရဲ့ဂုံတိတ်ခါတွေကလည်းလူဘွားရဲ့အကျင့်စာရိတ္တရအဲ့ဒါထပ်ပို့ပြီးတော့ဆိုးတယ်အဲ့ဒီခွက်ကလေးကမှပြန်ကတ်လို့ရသေးတယ်အကွဲကြောင်လေးတွေနဲ့ဂုံတိတ်ခါပျက်စီးသွားရင်ဘယ်လိုလုပ်လွယ်မလားအေးငါအခုမင်းုံပြောနေငါလည်းမလွယ်ဘူးအဲ့ဒါလေးတွေအရန်ရေးကြီးတယ်ဆိုတာလေးပြောပြတာလေဟိုမင်းကငါမင်းကိုမေးမယ်မင်းခဏလေးပဲသွားမှာလားဒါမှမဟုတ်အရှိကြီးသွားမှာလားစဉ်းစားအရှိကြီးသွားကျင်တယ်လို့လူတိုင်းပြောမှာပဲဒါပေမဲ့အားလုံးခဏလေးပဲသွားကြတာများဒါပေမဲ့ခဏလေးမသွားပါနဲ့အရှိကြီးသွားပါလူဘဝအရှိကြီးသွားရမှာဟုတ်တယ်မလားအဲ့တော့ဆရာကမင်းတို့ဒါလေးတွေပြင်စေခြင်းနဲ့ဒါလေးတွေတော့မင်းတို့ဖြစ်စေခြင်းနဲ့ဒီလိုအပြောဆိုမျိုးလေးတွေဒီလိုအနေထိုင်မျိုးလေးတွေတော့ရှောင်ရမယ်အဲ့တော့မင်းကအဲ့လိုမျိုးပုံစံနဲ့ဆရာကြီးရောက်ဖြစ်လာဟုတ်ပြီမင်းကအဲ့လိုပုံစံဆရာကြီးတော့မင်းကတပည့်တွေမွေးလာမယ်မင်းတပည့်လေးတို့လည်းမင်းကအဲ့တိုင်းအုပ်ချုပ်နိုင်ရမယ်အဲ့ဒါမှအဲ့ကလေးတွေအကုန်လုံးကညင်ဝပြပြားဆိုတာတာသနာပြုတဲ့ဆရာကြီးဖြစ်မှာအဲ့တော့ခုနပြောလိုင်းပေါ်မှာလဲဟိုတိုင်းကွက်တွေလည်းမပြတော့ဘူး
ဟာလားပောက်ကြရည်လည်းမလုပ်ကြတော့ဘူးနဲသွားမယ်တို့ကနဲအောင်ပဲလုပ်လို့ရမှာလုံးဝပတ်ပြောင်းအောင်လုပ်လို့မရဘူးဆရာကျတော့အဲ့မူဝါဒဘက်ကိုသွားတာအဲ့တော့ဆရာနဲ့ကျတော့တော်တော်များများနဲ့ကီးမကိုက်ဘူးဆရာနဲ့ကျတော့တော်တော်များများဟိုပေါ့နော်တမျိုးတွေဖြစ်ကုန်ကြတာများတယ်အဓိကတော့ဆရာရဲ့စိတ်ကိုမတိကြတာလည်းများတယ်မကြိုးစားပါနဲ့ဆရာစိတ်ကိုတိအောင်လေဆရာရဲ့အလုပ်ကိုပဲကြည့်ဆရာစိတ်ကမြောက်စိတ်ခဏနေတစ်မျိုးပြောင်းတယ်တော်ကြာနေတစ်မျိုးပြောင်းတယ်ဒါပေမဲ့တေချာတာတစ်ခုပြောရရင်ဘယ်သူကိုမှကြာရှုံးပါစေနစ်နာပါစေပျက်စီးပါစေဆန္ဒလုံးဝမပါဘူးအတက်နိုင်ဆုံးကိုယ့်ရဲ့စိတ်မစင်ကြင်တော့ဆွဲထိုင်းတာချက်ချင်းမဟုတ်ဘူးအဲ့တွေးလွဲနေတယ်မင်းဒီလိုပြောလိုက်ရင် तू ဒုက္ခရောက်သွားမယ်မပြောနဲ့အဲ့စကားမပြောဘူးဆရာမျိုးသိမ့်လိုက်တယ်သူ့အတွက်ကောင်းမဲ့ဆိုတဲ့စကားအကောင်းဆုံးနေယူပဲပေးနိုင်အောင်ဆရာစူးစမ်းတယ်အဲကြောင့်မဆရာတပည့်တွေလည်းဆရာအဲ့တိုင်းတင်တယ်အတက်နိုင်ဆုံးဝေစားစင်ရင်ပြောဆိုမှုပုံစံတွေကိုတက်နိုင်ဆုံးထိမ့်ပါဂိုင်းဆရာပြီးဟာလားတိတ်ခါတရားနဲ့သွားပါဘာသာရေးကိုလက်မလွတ်ပါနဲ့သူများကမင်းတို့ဘာသာရေးလက်မလွတ်ပါနဲ့ဆိုပရီးတဲ့ဒီလိုကြီးဆွဲထားပြီးတော့ဝယ်နေအဋိဌာန်တွေနေဝင်ညဝင်ဖျားပေါ်မှာဆင်းလိုက်နဲ့ဟိုအဲ့ဒါအဲ့လောက်ထိလူသိကြမလို့မတက်ကရှန်ကမှတ်တမ်းလေးတစ်ပုံရောက်လို့ရိုက်လိုက်တော်ပြီပေါ့ဟုတ်တယ်မလားမှတ်တမ်းတင်နေဆိုတာလည်းရှိသေးရဲ့နော်ဒါဆိုဆရာဒီဖျားပေါ်တက်ပရီးစိမ့်ရင်ဆရာမတင်ခိုင်းတာလားဆိုမဟုတ်ပါဘူးတင်းချင်းတင်းမှာဆင်းလိုက်တက်လိုက်ပရီးနဲ့တောင်ပြောလိုက်မြောက်ပြောလိုက်နဲ့ဒါမျိုးတွေရှောင်ရမယ်ဟုတ်တယ်မလားနော်ကိုကကြော့ပါရဲ့ကိုကဖုံးကြီးလည်းမဟုတ်ဘူးဘာလဲအပေါ်တက်လိုက်အောက်ဆင်းလိုက်ဝိပြူစင်ကျဲအပေါ်ဖြူအောက်ဖြူဝစ်ဟမ်အပေါ်ညိုအောက်ညိုကြီးတွေဝစ်ဒါတကယ်ဟိုမှပြောမယ်ဆိုရင်လို့ရှိရင်အရိယာသူတော်စင်တွေအနာဂံတရာဂံသောတာပန်အစရှိတဲ့ထေကြီးဝါကြီးမမြင်အပ်တဲ့ဟုတ်လားအဓိပတိသူတော်စင်တို့ရဲ့ယူနီဖောင်းလို့ခေါ်တယ်ဟုတ်တယ်ဟုတ်မှတ်ထားနော်အဓိပတိသူတော်စင်တို့ရဲ့ယူနီဖောင်းလို့ခေါ်တယ်ဒါဆိုရင်ဆရာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဂိုင်းဆရာတွေကဒါအောင်နည်းနည်းလေးဟိုရှောင်ရမှာလားလုံးဝမဝစ်စင်ရတာမျိုးလားဆိုမဟုတ်ပါဘူးဝစ်စင်မှာအတက်နိုင်ဆုံးဟိုခုနလိုပေါ့နော်အယောင်လေးတော့နည်းနည်းချင်းရင်တော့ပိုကောင်းတာပေါ့ကိုကိုသူတော်ကောင်းလို့ကွာယူနီဖောင်းကိုတက်ပြီးတော့ပြနေတယ်လို့ဖြစ်နေကိုကတကယ်သူတော်ကောင်းလားမကောင်းလားမသိသေးဘူးနော်ဟိုမကောင်းတကောင်းဆိုရင်မကောင်းတယောက်မကောင်းတကောင်းရအောင်ပဲအပေါ်ညိုဝင်းရင်အောက်ကိုလည်းတခြားရောင်ရောလေးပေါ့အပေါ်ဖြူအောက်ဖြူဆိုရင်လည်းအပေါ်နဲ့အောက်နဲ့နည်းနည်းလေးကွဲတာလေးပေါ့ဟိုဝစ်ချင်တယ်ဆိုလဲကိုအိမ်ထဲမှာဝစ်ဟိုလိုင်းမော်လည်းမတင်နဲ့ကိုစိတ်ကလင်းနဲ့ကိုယူနီဖောင်းလေးကိုဝစ်ပြီးကိုတရားကိုကျင့်ဟိုအိမ်ကဖရားလဲတကိုးကြီးပါတယ်သိလားရွှေတကုံဖရားမှာဟိုတို့ဗာလဲဘဘိုးကရွှေမော်တော်ဖရားမှာရွှေမော်ပြန်ဖရားမှာတို့တကိုးကြီးတာမဟုတ်ပါဘူးဟုတ်တယ်မလားကိုအိမ်ကဖရားလဲတကိုးကြီးပါတယ်နော်ဆရာတော်ကြီးဟောတဲ့ကြောင်းအဲ့ဒါလေးတွေကိုတချို့လူငယ်တော်တော်များများတမျိုးလေးတွေဖြစ်နေတယ်နော်အဲ့ဒါလေးတွေကဟိုကိုရတာဘာရမို့အမှုမှဟိုမဆိုလိုပဲနဲ့မရည်ရွယ်ပဲနဲ့လုပ်တဲ့အလုပ်ကလေးတွေမှာတခြားအဖွဲ့အစည်းတခြားမျက်လုံးတွေရှုထောင့်တွေအများကြီးကတုံးတက်နေတဲ့ဟာတွေတမျိုးတွေဖြစ်ကုန်တယ်နော်ဒါလေးတွေကိုကဆင်ခြင်ရမယ်အဲ့တော့ဆရာအဲ့လိုမျိုးလေးတွေတွေ့ခဲ့သေးရှိတော့ကိုတပည့်လေးတွေပဲကိုပြောတယ်ဒါကြီးဘသူရေးဘဝရေးအဲ့ဒါလေးတွေရှောင်တော့အဲ့ဒါလေးတွေဒါတို့လည်းသတိထားဟိုလုံးဝမဝတ်ရအောင်မပြောဘူးဆရာပြောတာဝတ်လို့ရတယ်တို့တရားစကားနေမှာလည်းဝတ်ကြတယ်ကွာအပေါ်ဖြူအောက်ဖြူကြီးတွေဟုတ်တယ်နော်ယောဂီရောင်ဒါသူ့ရဲ့တာသနာနယ်မြေ area အဝင်းဝိုင်းလေလုံးဝဟိုပြောမယ်ဆိုရင် official public ဒီနေရာမှာဝစ်စင်နေဆိုတာသူ့နေရာသူ့ data သူ့အရက် data နေရာတော်တော်လေးအဆင်ပြေတယ်ဟိုကိုက်ညီမှုရှိတယ်ပေါ့နော်ဒါသူတို့အတွင်းထဲကစင်ကြတာမစင်ကြတာတော့တပိုင်းဒါပေမဲ့သူတို့ကစင်ကြအောင်လုပ်နေပြီးတော့ဒီထဲမှာဒီအဝင်းဝိုင်းရဲ့ uniform ဝတ်ထားတယ်အဲ့ဒီထဲကမဟုတ်ပဲတို့ဒီဘက်ချမ်းကဝတ်တဲ့ဟာကြောင့်တမျိုးတွေဖြစ်ကုန်ဟုတ်ရွှင်ကြောလဲရွှင်ကြောဆရာဆိုငကိုတွေကလည်းလူတွေကဟိုအပြစ်ကြောနေတဲ့လူတွေကလည်းများလေများဆိုတော့တို့ကလည်းအပေါ်ဖြူအောက်ဖြူကြီးဝတ်ပြီးတော့ဟိုလျှောက်သွားဒီလျှောက်သွားဟိုပရီးတင်ဒိဋ္ဌံဘဏ္ဍခါကျွန်တော်တို့အောင်မြင်သွားပါပြီတို့ဘာလို့ဆိုတော့အဲ့ဒါတွေကတခါတရံကြတော့ဟိုဟုတ်မလို့နဲ့လွဲနေတတ်တယ်